Good morning ပါအားလုံးပဲဒီနေ့က24နာရီလုံးမြန်မာလိုပဲပြောပါမယ်ခဏလေးကြာလို့ရှင်ကြောင်းသွားရမယ်အခုက7နာရီခွဲပါဒီနေ့ထားနည်းနည်းနောက်ကျသွားတယ်ဒီတစ်ပတ်လုံးဘာဖြစ်လို့လဲမသိဘူးအဲ့ဒါနောက်ကျတယ်ထားရနောက်ကျတယ်ဆိုတော့7နာရီလောက်ဆိုလို့ရှင်ကြောင်းသွားတော့ပါမယ်ဒါတော့ဘန်ကောက်ကပြန်ဝင်လာတဲ့ lemon tea လေးပါ။ဒီတော့အကျောင်းမှာဆိုလို့ရှင် high school မှာဆိုလို့ရှင်နေ့တိုင်းတောက်ရတယ်။အကျောင်းမှာရအောင်လို့။အိုးနည်းနည်းချို။ဒါတော့ညီမရဲ့ brunch ပါ။နောက်ကြပါလို့မနေ့က breakfast ပေါ့။ပါလဲဆိုတော့ဒါတော့yogurt ပါ Greek yogurt honey ရတာနဲ့ပြီးအပေါ်မှာ cinnamon မုတ်လေးနဲ့ပြီးငပြောသည်ပြီးလို့ရှင်ဒါကတော့ကောင်းညင်းပေါက်စီပေါ့တခုပဲကြံတော့လို့ပါဒါပေမဲ့စားလို့ရန်ကောင်းတယ်ဒါပြန်ဝင်အောင်ပါခုအကြောင်းသွားတော့ပါမယ်12နာရီ15လောက်ဖြစ်နေပြီဆိုနည်းနည်းလေးနောက်ကျနေပြီကျောင်းသွားနေပါပြီအခုကျောင်းရောက်ပါပြီကျောင်းကတော့အခန်းမစသေးဘူးနည်းနည်းစောသွားတယ်အချင်းတာတနိုင်ဒါပေမဲ့တနိုင်15မှာစမှာဆိုတော့ဘယ်လိုမှမရောက်သေးပါဘူးအေးစေးဒီမှာထိုင်လိုက်အောင်မယ်စောင်းနေနဲ့ဘာလုပ်မလဲဆိုတော့ plan ဆွဲပါမယ်ဒီစာအုပ်ကတော့ညီမရဲ့ content creation စာအုပ်ပေါ့ idea ရေးရတယ်ဘာဗီဒီယိုတွေရိုက်ချင်လဲဘယ်နေရိုက်မှာလဲဘာတွေလို့လဲ I love doing this okay no ဒါလောက်ကအရင်ကြိုက်တယ်စာရေးတာတော့ plan ဆွဲတာတော့ my favorite thing ပါ that's မြန်မာလုံးဟုတ် sorryတခြားဗီဒီယို idea လေး plan ဆွဲလိုက်အောင်မယ်ဆွဲပြီးလို့ရှင်စာနည်းနည်းလုပ်လိုက်မယ်ဆိုတော့ cream မသွားခင်အရင် stress မဖြစ်အောင်ခုကတော့အကြောင်းပြီးသွားပါပြီအော်ဆိုပဲဟိုတနေ့ကဆိုတာအခုမှပေါ်ဒီလေဒါတော့ကျောင်းက cupcake ပါကျောင်းက society ရေသူတို့ awareness ဖြစ်အောင် cupcake free တော့ပါတော့အကုန်လုံးပေးပါတယ်ကိုမကိုအယောင်ချယ်လို့ရတယ်ဆိုတော့ chocolate နဲ့ blue sprinkle လေးနဲ့လုပ်ခဲ့ပါတယ်ဒါစားပြီးလို့ရှင်အိမ်နာ coffee side မှာစားသလုပ်ပါမယ်ခုကတော့အိမ်ပြန်ရောက်ပါပြီဝယ်လာတဲ့ salmon လေး air fryer ထဲထည့်ပါမယ်ဒါပေမဲ့မထည့်ခင်စဉ်းစားတာတဝက်ကိုဒီ spring roll wrapper နဲ့ထည့်ပြီးတော့ air fryer ထဲထည့်မယ်ပြီးရင်နောက်တဝက်ကတော့ဒီတိုင်း salmon ကိုလီးပြီးတော့ air fryer ဒီတိုင်းထည့်မယ်ဆို2မျိုးပေါ့အခုကတော့9နာရီ6နာရီလောက်ရှိပါပြီဆိုညစာစားဖို့အချိန်ရောက်ပါပြီ။အားလုံးဆိုလို့ရှင်ချိန်ပြီးတော့ထည့်ဒါပေမဲ့ဒီနေ့ဘိုက်စာလို့ဒီတိုင်းမဲလိုက်တော့မှာပါ။
တူဆောင်းမင်းချင်းရောက်ပါပြီလောလောဆယ်အရင်ဒီ upper လေးလုပ်ပိုင်းမယ်ဒီမှာပါဝယ်လာရဆောင်first number 1ပါပပုံလေးတော့မသိဘူး fryer ရဲ့ဒီတိုင်းထည့်ပါမယ် olive oil ဖြန်းမိရနဲ့ air fryer ရဲ့တန်ထည့်လိုက်မယ်200နေရာCelsius နေရာ degree Celsius ရဲ့25မိနစ်ရဲ့လောက်ထားရဲအဲ့လောက်ကြာလာတော့မသိဘူးဒါပေမဲ့ခဏခဏဖွင့်ကြည့်ပြီးမတူအောင်ကြည့်ထားပါပါအစကားပြောရပြဝိုင်းမပြောတတ်တော့ဒီလိုမျိုးဖြစ်သွားပါပြီကြာလာမကြာလာတော့မသိဘူးဒါပေမဲ့စမ်းကြည့်ရအောင် Okay စမ်းကြည့်ရအောင်ဆောင်းမန်အသုံးလေးစမ်းကြည့်မယ်ခါတိုင်းဆိုလို့ရှင် air fryer ထဲမှာထည့်ခင်ဟိုမြောက်ကောင်းတို့ဘာလို့ထည့်ပြီးတော့မှထည့်ရပါဒါပေမဲ့ဒီတစ်ခါကတော့သူတို့ seasoning နဲ့လုပ်ပေါ်အိုက်ဆိုတော့မထည့်ရအောင်fresh ရတာပေါ့အရင်မြန်မာလိုပါလဲ fresh ဆိုတာတီလို့ရှင် comment နဲ့ထည့်ပေးပါ fresh ဆိုတာဘာလဲပေါ့မြန်မာလိုလမ်းနာလားလမ်းနာတော့မဟုတ်လမ်းနာဆိုတာ feeling နဲ့ပတ်သက်တာထင်တယ် right ဝေးဟိုကြတော့ဒါလေးစမ်းကြည့်ပါမယ်ဒါကတော့နည်းနည်းပေါက်ပိုင်းပေါက်တဲ့ဟာကိုစမ်းကြည့်ပါမယ်ကျွတ်လေအရင်ကောင်းပြီsauce ရ sriracha sauce ဒါကတော့ rating ပေးရမယ်ဆိုလို့ရှင်လေးဘာလို့လဲဆိုတော့တခွားသီးနဲ့ဆိုရင်ပိုကောင်းတယ်တခွားသီးမဝယ်လိုက်မိဘူးနောက်တစ်ခါစားရင်ဝယ်မယ်ရေချိုးပြီးပါပြီအခုကတော့စာ essay ပေးအောင်ရေးပြီးတော့ပြီးမယ်လို့ထင်တယ်ဒါပေမဲ့မပြီးလို့ရှင်အခု8:43ဆိုတော့မိနစ်နဲ့30လောက်လို့ရှင်စာမလုပ်တော့ပါဘူးညီမမှာ roll ရှိရယ်ည10:00နာရီကျော်ကနေစာလုပ်လို့ရှင်အိတ်မပြောတော့ဘူးဆိုတော့ည10:00နာရီလောက်ထိုးရနဲ့စာမထီတော့ပါဘူးဒီ essay ကနောက်2ပတ်နေပေးရမှာဆိုတော့ essay လုပ်လို့ရအောင်အခုရနေကြိုးလုပ်ထားတာပါဒီစာလေးလုပ်ပွားလို့ရှင်ဗီဒီယို edit လေးနဲ့လုပ်မယ်လုပ်ပြီးရင်စာဖတ်ပါမယ်ညီမစာဖတ်တာအရင်ကြိုက်တယ်မနေ့ကပဲဒီစာအုပ်ပြီးသွားတာပါ The House Sitter ဆိုပြီးတော့ thriller ပေါ့နော်လူတွေတေးရအောင်ဘလူးတက်လိုက်လဲဆိုတာမှန်းကြည့်ရပါစာနည်းလုပ်လိုက်အောင်မယ်ပြီးရင်ပြန်လာခဲ့မယ် Okay ready အခုကတော့ let me talk အခုကတော့အမနဲ့ဖုန်းခေါ်နေရပါ Wait where are you Where are you မင်္ဂလာပါအမနဲ့ပြောရနေနေကြောက်ရတယ်တနိုင်လောက်ကြောက်ရတယ်ပြီးတော့ဗီဒီယိုလေး edit လုပ်လိုက်တယ်အခုမှပြီးရပါအခုကြာတော့တနိုင်ခွဲပါမနေ့ပြန်အခန်း10:45လောက်ရှိရမနေ့8နာရီထားပါမယ်အစောကြီးပဲဆိုတော့အိတ်တော့ပါမယ်ဒီလိုမျိုးတစ်နေ့လုံးမြန်မာစကားဒီလောက်အဲ့ဒီလောက်မပြောဘူးပါဘူးတယောက်တည်းဆိုလို့ရှင်တစ်လုံးနှလုံးလောက်ပဲပြောရတယ်ဆိုတော့ဒီဗီဒီယိုလေးရအရင် challenge ဖြစ်တယ်ပေါ့နော်ညီမတို့ကိုပါကို challenge လုပ်တာပါဘုန်းနဲ့အုံနောက်မရတော့ပါဘူးအဲ့တော့ပါမယ်မြန်မာစကားရွေးနေပြီ
ဒီဗီဒီယိုလေးကြည့်ရကြိုက်လို့ရှရင် like လေးပေးပါပြီးရင် subscribe ဆိုရရခလုတ်လေးကိုနှိပ်ပေးပါပြီးလို့ရှရင်ခေါင်းလောင်းပုံလေးကိုနှိပ်လိုက်လို့ရှရင်နောက်ဗီဒီယိုတင်လို့ရှရင် notification လေးပေါ်လာပါတယ်ဆိုတော့နှိပ်ပေးပါ okay အဲ့တော့ပါမယ်နောက်ဗီဒီယိုမှာတွေ့ပါမယ် thank you ကျေးဇူးပါဒီဗီဒီယိုကြည့်တာ bye